ဝကုန်းရွာဆိုတာကတော့ရွာသူရွာသားတွေအားလုံးရဲ့စိတ်နှလုံးထဲမှာဆရာတော်ရှင်ဖျားအရှင်သီလအပေါ်ရိုသေလေးစားကြည်ညိုစိတ်အပြည့်အဝရှိကြတဲ့ရက်ဒေတာလေးတစ်ခုဖြစ်ပါတယ်။ပြီးတော့ဆရာတော်ဖျားဟာဒီရွာရဲ့အကြီးမြတ်ဆုံးသောအားကိုးရာဖြစ်လေတည်ရှိနေကြတယ်ဗျ။ကျွန်တော်နာမည်ကတော့ညီကျော်လို့ခေါ်ပါတယ်။ဆရာတော်ဖျားကပြုစုစောင့်ရှောက်ထားတဲ့မိဘမဲ့ကလေးတစ်ယောက်ဖြစ်တာကြောင့်ကျွန်တော်ဘဝရဲ့အရာရာတိုင်းဟာဆရာတော်ဖျားပဲဖြစ်နေကြရပါတယ်။ကျွန်တော်မှာကိုယ်တိုင်မွေးဖွားပေးခဲ့တဲ့ဖခင်ရေးမရှိပေမဲ့ဆရာတော်ကိုပဲဖခင်တယောက်လို့သတ်မှတ်ပြီးကြီးပြင်းလာခဲ့လိုက်တယ်ဗျ။ကျွန်တော်ရဲ့ဘွားလေးကတော့ဒီကျောင်းတိုင်းထဲမှာပဲလှည့်ပတ်သွားလာရင်ရှင်သန်နေခဲ့ရတာပါဆရာတော်ကိုရောငယ်စဉ်ကတည်းကရှိနေခဲ့တဲ့ကျောင်းဆောင်ကြီးဦးလာကိုရောကျွန်တော်ကပဲကူညီပြုစုစောင့်ရှောက်ပေးခဲ့ရပါတယ်ဒီလိုနဲ့ကျွန်တော်ရဲ့နေရတိုင်းဟာအေဂျင့်ပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေခဲ့ရဗျဒါပေမဲ့တစ်ခါတလေမှာတော့ရွာသားတွေရဲ့ငြိမ်းချမ်းတဲ့ဘွားလေးတွေကိုပြဿနာအသေးမွားလေးတွေရောက်ရှိလာတတ်ပါတယ်ငါပြောထားပြီးသားဒီနေရာငါနေရာလို့ဒီငေါ့လိန်ချင်တာလားဘာလို့လိန်လို့လဲဒါကျမဖေပေးထားခဲ့တာရှင်းမလိန်နဲ့ဒီလိုအချင်းများနေကြတဲ့အတန်းတွေကိုဆရာတော်ကြားသိသွားခဲ့ပါတယ်ငါကျောင်းဆောင်တွေကနေတော့အတန်းနေကြားနေရတယ်ဘာဖြစ်နေကြတာလဲတကားတို့ဆရာတော်အဲ့ဒါကလေမြေကဘဲမှထွက်မပြေးသွားပါဘူးဒါပေမဲ့မင်းတို့ချင်းချင်းအတူတူနေရတဲ့ချိန်ကနေတိုင်းတိုးလာတယ်ဒေါသနဲ့ချင်းချင်းလောင်မြိုက်နေကြတာဒါတန်းရဲ့လားလူစိတ်ကကြောက်ရွက်ပေါ်ကရေစက်လိုပဲလှိမ်သွားလှိမ့်လာနေတာဒါငါဟာလို့စုပ်ကိုင်မထားကြနဲ့အိမ်ပြန်သွားကြမွေးတိုင်းထုံးဖះရှိခိုးပြီးတော့ဖြည်းဖြည်းချင်းညှိညှိနိုင်နိုင်စကားပြောကြဟုတ်ပလားအရှင်ဖះတပည့်တော်တောင်းပန်ပါတယ်ရှင်ဖះဆရာတော်ဖះစကားကိုရွာသားတွေကဘာလို့များဒီလောက်လွယ်လွယ်ကူကူယုံကြည်ကြတာလဲသူတို့ငါ့ကိုယုံတာမဟုတ်ဘူးညီကျော်သူတို့အချင်းချင်းရဲ့စိတ်ထဲကကောင်းမှုကိုယုံတာငါဖုန်တွေကိုခါထုတ်ပေးုံလောက်ပဲသွားဗိုက်စာနေပြီမလားတကယ်ကိုအံ့ဩစရာကောင်းနေဗျဆရာတော်ဘုရားကမေတ္တာတရားနဲ့ပြည့်စုံလွန်ပြီးလူတိုင်းရဲ့စိတ်ထဲကကောင်းကွက်ကိုမြင်တတ်သူဖြစ်နေတာပါကျွန်တော်တို့မိဘမဲ့ကလေးတယောက်အတွက်တောင်မှဆရာတော်ဘုရားဟာလင်းရောက်တစ်ခုဖြစ်ရှိနေပေးသူဖြစ်ပါတယ်ဒါပေမဲ့လည်းဒီငြိမ်းချမ်းမှုတွေကကြာရှည်မခံခဲ့ပါဘူးဗျဦးလာညီကျော်သေပြီဟဲ့ဘာဖြစ်တာလဲစေးထောင်အလောင်းရှိတယ်ဘုန်းကြီးကျောင်းနောက်ဖက်မှာတွားကြည့်ကြမြင်ကျောင်းတိုင်းနောက်ဖက်ကိုရောက်သွားတဲ့အခါမှာတော့သေဆုံးနေတဲ့လူတစ်ယောက်ကိုတွေ့မြင်လာရပါတယ်သေဆုံးသူကဖျားမရှိခိုးတတ်တဲ့ရက်သမားကိုစိုးလူရက်တတ်တဲ့ရွာသားတစ်ယောက်ဖြစ်နေခဲ့တယ်ဗျရွာသားတွေပြောကြတာကတော့မင်းညကဘုန်းကြီးကျောင်းနိုင်ရန်ကိုကြော်တက်ပြီးခိုးဖို့ကြိုးစားခဲ့တယ်လို့ဆိုကြပါတယ်ဒါပေမဲ့ဘာကြောင့်များဒီလိုပုံစံနဲ့ဘုန်းကြီးကျောင်းနောက်ဖက်တော်တွေမှာသေဆုံးနေရတယ်လဲဆိုတာကတော့စဉ်းစားစရာဖြစ်နေခဲ့တယ်ဗျအမအဲ့ဒီလူပဲတော်တော်ခက်တယ်ကောင်မင်းညသူအရန်မူးပြီးစူညံနေတာတွေ့လိုက်သေးတယ်သေဆုံးနေတဲ့လောင်းကကြောက်စရာကောင်းလာပေမဲ့ပိုပြီးထူးဆန်းတဲ့ຢာတစ်ခုကျွန်တော်စိတ်ထဲမှာထင်ဟပ်လာခဲ့လိုက်တယ်ဗျအဲ့ဒါကတော့ဦးလာရဲ့မူရဟာအလောင်းထက်ပိုပြီးကြောက်စရာကောင်းနေတာပါပဲဦးလာရဲ့မျက်နှာဖြူဘက်ဖြူရောဖြစ်နေပြီးသူ့မျက်လုံးတွေထဲမှာအစွန်းဆုံးကြောက်ရွံ့မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်သူကအလောင်းကိုမြင်ခဲ့ရုံတသက်မဟုတ်ပဲတခြားပိုပြီးကြောက်မက်ဖွယ်ကောင်းတဲ့ຢာတစ်ခုကိုပါမြင်တွေ့လိုက်ရပုံပေါက်နေခဲ့ရဲ့ဗျဦးလေးဘာဖြစ်တာလဲမင်းတို့မဟုတ်ဘူးဘာမှမဟုတ်ဘူးမင်းတို့အလောင်းကိုမထိကြနဲ့ငါဆရာတော်တော့အကြောင်းကြားလိုက်အောင်မယ်ဦးလာဟာဒီလိုပုံစံမျိုးတစ်ခါမှမဖြစ်ခဲ့ဘူးပါဘူးသူကတသက်လုံးလူသေးအလောင်းတွေကိုမြင်ဘူးလာခဲ့တဲ့သူ့ဘာရစာတယောက်လည်းဖြစ်နေပါတယ်ဒါပေမဲ့ဒီလောင်းကိုမြင်တော့မှဘာလို့များဒီလောက်ထိကြောက်လန့်နေရတယ်လဲဆိုတာကျွန်တော်နားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်ဗျအိမ်ညကရွာသားတွေတယောက်မှအိမ်မပြောခဲ့ကြပါဘူးဦးလာဟာလည်းဆရာတော်နဲ့စကားပြောပြီးတဲ့နောက်မှာကျောင်းဆောင်ထဲမှာပဲတိတ်ဆိတ်စွာနေလိုက်ပါတယ်သူဟာလုံးဝကိုတခြားလူတယောက်ဖြစ်ပြောင်းလဲသွားခဲ့တယ်ဗျဦးလာမနေ့ကဦးလာဆရာတော်နဲ့ဘာတွေပြောခဲ့ရလဲမင်းလူကြီးတွေရဲ့ကိစ္စဝင်မပါပါနဲ့သွားရေခက်သွားကျွန်တော်ဦးလာရဲ့ဒီလိုအော်ဟစ်တာမျိုးကိုတခါမှမခံခဲ့ဘူးပါဘူးဒါကြောင့်လဲသူနဲ့ဆရာတော်ဖះဖုံးကွယ်ထားတဲ့အရာဟာတကယ်ကိုဆိုးရတဲ့ကိစ္စတစ်ခုဖြစ်မယ်လို့ကျွန်တော်ယုံကြည်လိုက်မိပါတယ်မကြခင်မှာပဲနောက်ထပ်အလောင်းတစ်လောင်းကိုထပ်မံတွေးရှိခဲ့ကြပြန်တယ်ဗျမူလနေရာနဲ့1ကီလိုမီတာလောက်ပဲဝေးတဲ့နေရာမှာကိုသစ်စရိတာမန်ရွာသားတယောက်သေဆုံးနေခဲ့ရပါသူကတော်ထဲမှာဆာရှာထွက်ရင်အခုလိုအသက်ခံလိုက်ရတာဖြစ်ပါတယ်နှလောင်းရှိပြီဒါလူမဟုတ်တော့ဘူး
ဝတ်သေးတယ်ခွေးသေးတယ်ပေးတယ်လို့လူတွေကိုတတ်နေတာဦးလာရဲ့မူရကကြောက်ရွံ့မှုကနေဒေါသအဖြစ်ကိုကူးပြောင်းသွားခဲ့တယ်ဗျအိမ်ညမှာတော့ရွာတွေကဘသူမှတယောက်တည်းမနေရကြတော့ပါဘူးမင်းသိကြလားမင်းမမူးနေဘူးလို့ငါမမူးမနေ့ညငါရုံးမဘက်ကိုသွားတော့မြင်လိုက်တာငါတကယ်မြင်လိုက်တယ်သူကအယမ်းမြင်တယ်တာမန်လူတွေထက်မြင်သူတောထဲကနေထွက်လာပြီးငါပဲလှည့်ကြည့်သွားတာဘာမြင်လိုက်လဲပြောလိုက်သူ့မျက်နှာကြားတကောင်လိုပဲဖေရကြားဘလူးဒါတမန်ကြားဘလူးပဲဒါတကယ်တမန်ကြားလက်ချက်ဆိုရင်ငါတို့တိုက်ရမယ်ဒီညဒိုးတွေအားလုံးစောင့်ကြည့်မယ်တနက်ရှိရင်ယူထွက်လာကြဓားရှိရင်ထွက်လာကြငါတို့ရွာလူတွေကိုအမဲလိုက်ခွင့်မပေးဘူးဂျာဘလူးကိုမဲလိုက်ဖို့ရွာသားတွေစူဝေးနေကြပေမဲ့ကျွန်တော်စိတ်ထဲမှာတော့မေးခွန်းတွေရှိနေခဲ့တယ်ဗျဘာကြောင့်ဦးလာကဖုံးကွယ်ထားရတာလဲဘာကြောင့်ဆရာတော်ဖျားကတိတ်ဆိတ်နေရတာလဲဆိုတာပါပဲအဲ့ညကတော့ရွာတရွာလုံးအိတ်မပြုံနိုင်တဲ့ညတညဖြစ်ခဲ့ရပါတယ်ဖွေးဟောင်တန်နေဇက်တိုက်ကြားနေရပြီးအေဂျင့်နဲ့ရွာလေးဟာကြောက်ရွံ့မှုနဲ့ဒေါသတွေပြည့်နေတဲ့မဲလိုက်ကွေးမြင်ဖြစ်သွားခဲ့တယ်ဗျဦးတောင်းဦးဆောင်တဲ့ဖွင့်နောက်ကိုကျွန်တော်လည်းလှုပ်ဝက်စွာလိုက်ပါသွားခဲ့မိပါတယ်ဟာဘာကြီးလဲအဲ့ဒါဘာလဲဖုံးကြီးလားတင်ငန်းနဲ့ဒါပေမဲ့ तू ကရက်လိုက်အဲ့ညမှာရက်လိုက်သွားမယ်လိုက်မယ်လာကြဘာတူလဲအဲ့ဒါဘာတူနဲ့တူနေရလဲဦးလာရှောင်းအဲ့ဒီဂျာဘလူးကြီးကဖုန်းကြောင်းထဲကိုဝင်သွားပြီမဟုတ်ဘူးဘာမှမရှိဘူးမင်းတို့အကုန်လုံးပြန်လိုက်ကြဦးလာတခုခုတော့ပုံမှန်မဟုတ်တော့ဘူးဗျဦးလာခမဂျာဘလူးကိုဖုန်းကြောင်းထဲမှာထောင်ချထားလားမင်းသူ့ကိုပူပေါင်းကြံစီနေတာဖယ်လိုက်မလုပ်နဲ့မဖွင့်ကြပါနဲ့ကွာအဲ့ဒီအချိန်မှာကျွန်တော်မြင်လိုက်ရတဲ့ပုံရိပ်ကိုတော့အသက်သေးတဲ့အထိမေ့နိုင်တော့မှမထင်ဘူးဗျမဟုတ်ဘူးဆရာတော်ကျွန်တော်မြင်လိုက်ရတာကကြားမဟုတ်လူလည်းမဟုတ်ပဲမျက်နှာကရုပ်ဆိုးဆိုးမျက်လုံးကဝါရောင်ရောင်နဲ့ဆရာတော်ဘုရားရဲ့မျက်နှာဖြစ်နေခဲ့ဗျထွက်သွားမင်းတို့ထွက်သွားဦးလာခမရှင်းဗျဒါဘလို့ဖြစ်တာလဲစိတ်အေးထားကျုပ်စကားကိုနားထောင်သူဖုန်းကြီးเจ้าမှာတရေတွေမွေးထားတာမဟုတ်ပါဘူး तू ကငါဆရာမင်းတို့ဆရာတော် तू ဒီကိုမရောက်ခင်သင်ငန်းမွေးခင်ကကျွမ်းကျင်တဲ့ဓမြတယောက်ဖြစ်ခဲ့ဘူးတယ် तू ကမော်အတက်ပညာသင်ယူခဲ့တယ်နောက်ဆုံးတော့မော်ပညာသူ့ကိုယ်ရဲ့ဝင်သွားပြီးတော့အခုလိုကြားဘလို့ဖြစ်ပြောင်းလဲသွားခဲ့ရတာပဲဒါပေမဲ့ तू အစိုးမဖြစ်ချင်ဘူးလူတွေကိုမတတ်ချင်ဘူးဒါကြောင့်အရင်ဆရာတော်စီမှာခိုးလုံးပြီးသင်ငန်းဝင်းနဲ့အဲ့ဒီစက်ရိုင်းကိုဖမ်းချုပ်ထားခဲ့တာဆရာတော်ကတစ်သက်လုံးနေရောညပါတရားထိုင်ပြီးသူ့ကိုယ်ရဲ့ကအစိုးနဲ့တိုက်ပွဲဝင်နေခဲ့တာပါဒါပေမဲ့နောက်ဆုံးတော့ဖမ်းဆီးထားတဲ့မှုပညာကသူ့တက်တန်းတိုင်းအားနေလာပြီးအခုလိုထိမ့်မနိုင်သိမ်းမရဖြစ်လာခဲ့တာပဲကျုပ်တို့ဘာဆက်လုပ်ကြမလဲတကြီးကျုပ်လည်းမသိဘူးထွက်သွားညီကျော်ပြေးသူကျွန်တော်ကိုမှတ်မိနေပြီးနောက်ဆုံးချိန်ထိကာကွယ်ပေးနေရှာတာကိုကျွန်တော်သိလိုက်ရတယ်ဗျမဟုတ်ဘူးမင်းတို့မတတ်နဲ့ရပ်ပါတော့ကံကုန်ပြီဆရာတော်အနားယူပါအရှင်ဖျားအားလုံးလည်းကောင်းမှုလုပ်ဖို့ကြိုးစားခဲ့တဲ့ဓမြအတွက်ဝမ်းနည်းစွာငိုကြွေးလိုက်ကြတယ်ဗျရွာသားတွေအတွက်သူကကြားဘလို့ဖြစ်နိုင်ပေမဲ့
ကျွန်တော်အတွက်တော့သူဟာဖခင်တယောက်ဖြစ်ခဲ့ပါတယ်အခုတော့ကျွန်တော်ဘဝရဲ့တခုရဲသောအလင်းရောင်လေးဟာထာဝရငြိမ်းတည်သွားခဲ့ရပြီဖြစ်ပါတယ်ခင်ဗျာ